Okay,အားလုံးပဲမင်္ဂလာပါ iJuthis channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ Google ရဲ့ပေါ့နော် AI ကိုအသုံးပြုတဲ့အချိန်မှာခိုင်းစေတဲ့ပုံစံပေါ့နော်အင်္ဂလိပ်လိုဆိုတော့ prompt ကတော့မြန်မာလိုခိုင်းစေရပါတော့ခိုင်းစေတဲ့ပုံစံမှာတော့ framework လေးရှိတယ်ပေါ့နော် Google ရဲ့ framework လေးပါအဲ framework အကြောင်းလေးကိုကျွန်တော်ပြောပြချင်တာပေါ့နော်အဲ framework လေးကဘာလေးလဲဆိုတော့ DS ပေါ့နော် Bad framework ပေါ့နော် P က persona ပေါ့နော်လူပုဂ္ဂိုလ်သတ်မှတ်တဲ့အမျိုးလေးပေါ့နော်ဥပမာ Google ကိုစခိုင်းမယ်ဆိုသင်ဟာဘာတူပါပေါ့နော်သူ့ကိုသတ်မှတ်လိုက်တာ AI ကိုသတ်မှတ်လိုက်တာပေါ့နော်နောက်တစ်ခုက A ကကြိုက်တော့ ACDX လောက်ဆောင်ခိုင်းလိုက်တယ်R ကြိုက်တော့ဘသူတွေကိုရည်ရွယ်လဲပေါ့နော် recipient ပေါ့နော်နောက်ပြီးတော့ T ကကြိုက်တော့ theme ပေါ့နော် theme ဆိုတာ discretion မှာပဲအကြောင်းရအောင်ဆိုတော့ structure ကတော့အဲ့ discretion ကိုပတ်ဖို့ပြီးတဲ့ဒီဆောက်ပုံပေါ့နော်အဲ့ framework လေးနဲ့ခိုင်းနေဟေ့ဆိုလို့တိကျတဲ့ result တွေပေးရပေါ့နော်ကျွန်တော်တို့ဥပမာကျွန်တော်အကြမ်းပြင်းကတော့ကျွန်တော်မေးရဆိုဗာလေးလုပ်ပေးပါတလို့ဆိုတာတိကျတဲ့ပုံစံမျိုးခိုင်းတာပေါ့နော်ကျွန်တော်အနေနဲ့ဥပမာလေးနဲ့ပြောပြခြင်းနဲ့ပေါ့နော်ပထမဆုံးအနေနဲ့တော့ကျွန်တော်ကသင်ကြားရေးနဲ့ပဲမှာလုပ်နေသူဆိုရင်သင်ဟာ grade 1ကျောင်းဆရာတယောက်ပါဒါကြောင့်မို့လို့ကျွန်တော်ကို lesson grade 1 lesson နဲ့ပတ်သက် grade 1ကျောင်းသားတွေအတွက်လက်ခံမဲ့ကျောင်းသားတွေအတွက် lesson plan လေးပြင်ပေးပါlesson plan လေးကတော့အပေါင်းတို့သင်ခန်းစာလေးတွေကိုမှကလေးတွေစိတ်ဝင်စားအောင်လှပလေးပြင်ပေးပါပေါ့နော်ဒါဆိုလို့ရင်ကျွန်တော်ပြန်အချင်းပြန်ပြောမှဆိုသင်ဟာ grade 1ကျောင်းဆရာတယောက်ဖြစ်ပါတယ်lesson plan အပေါင်းတို့သင်ခန်းစာအတွက် lesson plan လေးတွေကို grade 1ကျောင်းသားတွေအတွက်လှပပုံစံမျိုးလေးထုတ်ပေးပါအဲ့ဒါဆိုလို့ရင် Google AI ကတိကျတဲ့ result တွေသင်ပေးထုတ်ပေးလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပုံမှန်ရေးဝူရခိုင်းတဲ့ဒီ framework လေးတွေနဲ့ print လုပ်တဲ့ဟိတ်ဆိုရင်ပိုတိကျတဲ့ result ပိုကောင်းတာလေးရတယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော် trip လေးကိုပြောပြချင်တာပါနောက်တစ်ခုကကျတော့ကျွန်တော်တို့ဥပမာတောင်သူဦးကြီးတယောက်အနေနဲ့ဆိုလေAI ကိုအသုံးပြုမယ်ဟိဆိုရင်မျိုးသာပြုလုပ်ဖို့ပေါ့နော်သင်ဟာမျိုးသာကျွမ်းကျင်တဲ့သူတယောက်ဖြစ်ပါတယ်တဘာဝမျိုးသာပြုလုပ်နည်းအစဉ်စဉ်ကိုကျွန်တော်အိမ်မှာရှိတဲ့အပင်တွေအတွက်ဘယ်လိုပြောမလဲစနစ်တကျပြုလုပ်ဖို့အစဉ်စဉ်လေးထုတ်ပေးပါပေါ့နော်စသဖြင့်လေးမြန်မာလိုမေးလို့ရင်ပို့ပြီးတိကျတဲ့ပုံစံမျိုးသူ့ဘက်ကထုတ်ပြန်လာလိမ့်မယ်ပေါ့နော်ဒီသဘောတရားမျိုးလေးကိုကျွန်တော်အနေနဲ့ဝေမျှချင်တာပါGoogle ကသူ့ရဲ့ framework လေးတွေကိုမှဒါသတ်မှတ်ထားတယ်ပေါ့နော်အဲ့ persona ရဲ့ bad framework လို့ခေါ်ပါတော့ persona ရဲ့လူပုဂ္ဂိုလ်သတ်မှတ်တာရဲ့ ACDX ဆိုတဲ့လုံဆောင်ပုံရဲ့နောက်ပြီးလို့ရဲ့ဘသူတွေအတွက်လည်းပြီးတော့ theme ဆိုတဲ့discretion လို့ပုံစံမျိုးတွေပေါ့နော်စသဖြင့်ဒီအကြောင်းအရာလေးတွေကိုအသုံးချဖို့အတွက်ကျွန်တော်အနေနဲ့ဝေမျှခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် iJuthis channel ကနေတော့ AI နဲ့ပတ်သက်တာလေးတွေပေါ့နော် trip လေးတွေကိုကျွန်တော်အနေနဲ့ဝေမျှသွားပါမယ်နောက်ပြီးတော့ okay အားလုံးကျေးဇူးတင်ပါတယ်